အဝတ်6ဆက်တွေအသစ်ထက်ရောက်ပါပြီဗျာအဝတ်6ဆက်တွေအသစ်ရောက်လာပြီဆိုရင်အခုလိုမျိုးပစ္စည်းတွေစစ်ပါတယ်မော်တာတွေစစ်ပါတယ်ဒါပစ္စည်းတွေစုံမစုံဒါဆိုရင်ဒါဘိန်းပါတဲ့ဘိန်းလေးလုံးပါမယ်ပြီးတော့သူ့ရဲ့တန်းက6တန်းပေါ့နော်6ခုပါမယ်ဒီတန်းစတီးဘိုက်က15ချောင်းပါပါမယ်နော်15ချောင်းကအရွယ်တူ site တူပါနော်အကုန်လုံး site အတူတူပါဒါကြတော့မိုးကသားလေးပါနော်အခုလိုမျိုးစိုင်းမှာပစ္စည်းတွေရောက်လာပြီဆိုရင်ပစ္စည်းတွေတစ်ခုချင်းလေးစစ်ပါတယ်နော်ပါကင်ဖွင့်ပြီးတော့ပစ္စည်းတွေအကုန်လုံးစုံမစုံစစ်မယ်ကျွန်တော်တို့အခုမော်တာလေးတွေဒါမီးစမ်းကြည့်မယ်မော်တာကောင်းမကောင်းလဲမလဲအကုန်လုံးစမ်းကြည့်ပြီးမှကျွန်တော်စိုင်းပေါ်မှာတင်တာဖြစ်ပါတယ်ခင်ဗျာဒါပစ္စည်းအရေးအတွက်ကတချို့တွေကပြောကြတယ်ဒီဟာစတီးတိုင်လားတန်တိုင်လားလို့ပြောတယ်ကျွန်တော်ဒါစတီးတိုင်ပါနော်အတူရှိကလည်းညီးပါတယ်နော်တချို့တွေကအတူရှိမညီဘူးတွေဘာတွေညာတွေဟိုမတက်တဲ့ခါကျတော့ပြောကြတယ်ပေါ့နော်အကုန်လုံးက site ကအတူတူပါနော်ကျွန်တော်တို့ဒီထဲကိုထည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့တန်းနေပိုင်းနဲ့ထည့်မယ်ဆိုရင်တော့ဟိုဘက်ဒီဘက်ကိုညီအောင်တော့ဟိုထည့်ပေါ့တစ်ဖက်ကရှည်ထည့်မယ်ဆိုရင်ကျွန်တော်တို့မညီမညာလေးတွေဖြစ်တတ်တယ်ဒါမျိုးဆိုလို့ရှိရင်ဒါစောင်းတာပြုတာတွေဖြစ်တာကျွန်တော်တို့ထည့်မယ်ဆိုရင်ဟိုဘက်ဒီဘက်ကိုစီနေအောင်ဒီကလေးထည့်ပေးပါနော်